သူစစ်ဆက်ထားတဲ့မိန်းကလေးကဘယ်တော့မှသူ့ကိုမထားခဲ့ဘူးလို့ CEO ကအပြည့်အဝယုံကြည်ထားခဲ့တယ်။ဒါကြောင့်စစ်ဆက်ပွဲကျင်းပနေတဲ့နေ့မှာပဲလူအများရှိတွင်သူ့ရဲ့အဖြူရောင်လာရောင်လို့တင်စားထားတဲ့မိန်းကလေးကိုပွေ့ချပြီးစစ်ဆက်ထားသူရဲ့ခံစားချက်ကိုလုံးဝဂရုမစိုက်ပဲပွဲခန်းမကနေထွက်သွားခဲ့တယ်။အရာအလုံးကိုမျက်မြင်တွေ့လိုက်ရတဲ့စစ်ဆက်ထားသူမိန်းကလေးကတော့နောက်ဆုံးမှလက်လျှော့ဖို့ဆုံးဖြတ်လိုက်တယ်။သူမဟာသူတို့နှစ်ယောက်ရဲ့အချစ်ကိုကိုစားပြုတဲ့စစ်ဆက်လက်စွပ်ကိုဖြည်းဖြည်းချင်းချွတ်လိုက်ပြီးဧည့်သည်အားလုံးရှိမှဒီနေ့ကစပြီးဒီတန်မိုးမရှိတဲ့လူနဲ့ကျမဘာမှမပတ်သက်တော့ဘူးလို့အေးအေးဆေးဆေးကြေညာလိုက်တယ်။အဲ့ဒီလိုပြောပြီးနောက်လက်စွပ်ကိုမြေပေါ်သို့ပစ်ချကာစစ်ဆက်ပွဲကိုအဆုံးသတ်လိုက်တယ်။အဲ့ဒီနောက်သူမဟာအိမ်ကိုအမြန်ပြန်သွားပြီးသူမရဲ့ပစ္စည်းတွေသူတို့နှစ်ယောက်ရဲ့အမှတ်တရတပ်ပုံဟောင်းတွေအားလုံးကိုတင်စီထုတ်ပိုးလိုက်ပြီးတော့အရာအားလုံးကိုအမိုက်ပုံးထဲပစ်ထည့်လိုက်ကအဲ့ဒီအိမ်နဲ့ CEO ရဲ့ဘဝထဲကနေနောက်ပြန်လှည့်မကြည့်တော့ပဲထာဝရထွက်ခွာသွားခဲ့တယ်။ဒါပေမဲ့ဒီသတင်းကိုကြားလိုက်ရတဲ့ CEO ကတော့လုံးဝဂရုမစိုက်ခဲ့ဘူး။အိမ်ယာဝင်းတကားအပြင်ဘက်မှာသူမဟာ CEO ရဲ့တငယ်ချင်း Fred နဲ့မတော်တဆတိုက်မိသွားတယ်။သူတို့နှစ်ယောက်မျက်လုံးချင်းစုံမိတဲ့အခိုက်အတန့်မှာတော့အချိန်တွေတောင်ရပ်တန့်သွားသလိုခံစားရတယ်။ဒီပစ္စည်းတွေအများကြီးနဲ့ဘယ်သွားမလို့လဲလို့ Fred ကမေးလိုက်တယ်။မိန်းကလေးကသူ့ရဲ့အဖြစ်အပျက်အားလုံးကိုပြောပြလိုက်တယ်။ဒါကိုကြားလိုက်ရတဲ့ Fred ကတော့အတွင်းစိတ်ထဲမှာအယမ်းပျော်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာသူမကိုတိတ်တိတ်လေးချစ်လာခဲ့တာ10နှစ်တောင်ရှိနေပြီဖြစ်လို့ပါ။ဆုံးမှာတော့ CEO ရဲ့တငယ်ချင်း Fred ကတက်တီမွေပြီးသူမကိုလက်ထပ်ခွင့်တောင်းလိုက်တယ်။အားသင့်စရာကောင်းတာကမိန်းကလေးကချက်ချင်းပဲသဘောတူလိုက်တာပါပဲ။နှစ်ယောက်သားချက်ချင်းတရားရုံးကိုသွားပြီးလက်ထပ်စာချုပ်ချုပ်ဆိုလိုက်ကြတယ်။မိန်းကလေးကလက်ထပ်လက်မှတ်ကိုပေးပြီးဒီလက်မှတ်ကိုရှင်းသိမ်းထားလိုက်ပါလို့ပြောကကြံနေသေးတဲ့ပစ္စည်းတွေယူဖို့အိမ်ကိုပြန်သွားခဲ့တယ်။ Fred အတွက်တော့သူ့ရဲ့အချစ်ဦးကိုဒီလိုပုံစံနဲ့လက်ထပ်ရမယ်လို့တခါမှမတွေးဖူးခဲ့ဘူး။ CEO ကတော့ဘာမှမသိသေးပါဘူး။တပတ်ကြာပြီးသူခီးကပြန်လာတဲ့အခါစစ်ဆက်ထားသူမိန်းကလေးပြန်မလာသေးတာကိုသတိထားမိသွားတယ်။အဲ့ဒီအခါမှနည်းနည်းစိုးရိမ်လာပြီးသူမစီဖုန်းခေါ်ဖို့စဉ်းစားလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူမစီကလမ်းခွဲစာတစ်ဆောင်ရောက်လာပြီးသူ့ကိုဘလော့ထားမှန်းသိလိုက်ရတယ်။ဒေါသထွက်သွားတဲ့ CEO ကသူမရဲ့လိပ်စာကိုစုံစမ်းရှာဖွေပြီးအိမ်ကိုဓာတ်ရိုက်သွားကသူမကိုအတင်းအကျပ်ပြန်ခေါ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့မိန်းကလေးကရှင့်ရဲ့အဖြူရောင်လာရောင်ကိုရွေးချယ်ခဲ့တဲ့နေ့ကလေးကကျမတို့ရဲ့ဆက်ဆံရေးအဆုံးသတ်သွားခဲ့ပြီ။အေးဆေးစွာပြောလိုက်တယ်။ဒီစကားကိုကြားလိုက်ရတဲ့ CEO ကအဲ့ဒီမိန်းကလေးနေမကောင်းလို့ဆေးရုံပို့ပေးခဲ့တာသာဖြစ်ကြောင်းအမျိုးမျိုးရှင်းပြခဲ့တယ်။နောက်ဆုံး CEO ကသူမရဲ့တနာကျင်နာမှုကိုရဖို့အတွက်နေမကောင်းဟန်ဆောင်ပါတော့တယ်။မိန်းကလေးကပြုံးပြီးဆေးရုံသွားမယ်ဆိုရင်ညကအမိုက်တွေကိုလည်းတခါတည်းယူသွားလိုက်ပါအောင်လို့ပြန်ပြောလိုက်တယ်။ဒီစကားကြောင့် CEO ကဒေါသအယံထွက်သွားပြီးတကယ်ပဲဆေးရုံတက်လိုက်ပါတော့တယ်။အဲ့ဒီလိုလုပ်ခဲ့ပေမဲ့လည်းမိန်းကလေးကသူ့ကိုသွားမတွေ့ခဲ့ဘူး။အဲ့ဒီအစားသူမက CEO ရဲ့တငယ်ချင်း Fred နဲ့မင်္ဂလာပွဲအတွက်အလုပ်ရှုပ်နေခဲ့ပြီး CEO ကိုတောင်မင်္ဂလာပွဲဖိတ်ဖို့စီစဉ်နေခဲ့တယ်။ CEO ကသူတို့ရဲ့မင်္ဂလာပွဲအကြောင်းသိသွားတဲ့အခါဘာတွေဆက်ဖြစ်လာမလဲ